လုံးပဲမင်္ဂလာပါဒီနေ့ရော certificate လေးအတူတူစားလုပ်ကြည့်ရအောင် before science landscape ယူထားပြီးရင်အဆက်ထဲက picture ပုံတစ်ပုံကိုယူမယ်နော်အဲ့ပုံလေးကိုရှေ့လို့လေအောင် picture format ထဲက web test ထဲကနေ in front of desk ကိုထားပြီးပါဒါစပုံလေးရတဲ့လွယ်ကိုရွှေ့လို့ရတယ်စင်ကြီးကလည်းနေမနေတော့ပြင်ချဲလိုက်ပါမယ်ပုံလေးရပြီဆိုရင် picture format ထဲကနေပဲ color ကို projected color လေးချိန်မယ်transparency ထဲမှာရောင်လေးလျှော့မယ်ပြီးရင် size ချက်က shape ကိုသွားမယ်ပြီးဝိုင်းအောင်ဆက်တင်တာနေချုံလို့ချက်လို့ရသေးတယ်insert ထဲကနေ shape တစ်ခုထပ်ယူပါမယ်ဒီတောင်ဒီပေါ်ဒီတစ်ခါတော့ shape fill ကိုအဖြူထားမယ်ဘူးနော်ပြီးရင်ရှေ့အောင်တိုင်းကိုနိုးထားမယ်ဒါလေးကို copy ပွားသွားမယ်ပေါ့နော်ဒီကျူလေးကို copy ပွားပြီးတော့အလေးတဲမှာ light ထည့်ပါမယ်ဒီစက်ထဲက sheet တစ်ခုထည့်ယူပြီးတော့ကြောင်းရှိရှိလေးဆွဲပါမယ်sheet phíaကနေစိမ်းရံပြန်မယ်စာရိုက်တဲ့ခါကျရင် research တွေက test box နဲ့ရိုက်တာပို့ပြီးတော့အဆင်ပြေပါတယ်အဲဒီကစာရီရွှေ့ရတာပို့ပြီးတော့အဆင်ပြေရပေါ့နော်နေရာချထားမှုနေရာမှာတော်တော်လေးအဆင်ပြေ test box နဲ့ရိုက်တာဒီစာရိုက်ပြီးရင်တော့ဘေးပါမလေးအတွင်းလေးက sheet feel ဖြစ်နေတဲ့ဖြူပြောင်လေး6 pro ပြပါလိမ့်မယ်ဒီမြ font design လေးတွေ light change နဲ့ font size လေးတွေကို light change မယ်ပြီးရင်တော့အတွင်းထဲဖြူဖြူကွက်ကြီးကိုဖြောက်ရမယ်ပေါ့နော်ဘေးဖောင်လေးလည်းဖြောက်ရမယ် shape format ထဲက shape fill no fill shape outline ကို no outline ဆိုရင်တော့ရပါပြီပြီးဒီစာလေးကရွှေ့လို့မရဘူးညှိနေတာမျိုးဖြစ်နေရဆိုရင်shape format ထဲကပဲ web test မှာ influence web test ကိုထားပြလိုက်ရင်ဒါလုံးလုံးနဲ့ရွှေ့လို့ရပါပြီပြင်တာလေးကိုပဲ copy ကူးသွားပြီးတော့နောက်ထပ်စာလေးတွေရိုက်သွားမယ်
ပြီးတော့ insert တဲ့က shade နဲ့ညင်ကြောင်းလေးနှစ်ကြောင်းဆွဲပါမယ်ကိုပီကူးယူတော့လည်းရပါနော်ဒါလေးကို shape ကလေးနဲ့ထူထူလေးထားမယ်ဒီနောက် insert ထဲက text box နဲ့ပဲစာပြန်ရိုက်ပါမယ်ဒီစိုင်းထိုးမနေရရဲ့ဒိတ်ကြီးပေါ့နော်တွင်းပေါဘူးတိလေးကိုပြန်ထည့်ပါမယ် insert ထဲက sheet ထဲကနေအောင်လေးတစ်ခုထည့်ထည့်အောင်မယ်နည်းနည်းလေးပုံတုံးနေသလိုခံစားရလို့ frame လေးကိုနည်းနည်းပြန်သေးလိုက်ပါမယ်ဒီကိစ္စနဲ့ certificate လေးတစ်ခုရပါပြီကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ်ရှင် channel လေးကို like and subscribe လုပ်ပေးကြပါအောင်ရှင်